မိုင်ယမီမှာအဝေးစားဝတ်ဖို့မီလိုရဲ့ကမ်းခြေတစ်ခုရှိတယ်ဆိုတာသင်သိပါသလားဒါကအမေရိကန်ပြည်ထောင်စုရဲ့အကြော်ကြားဆုံးကိုလုံးတီကမ်းခြေတွေထဲကတစ်ခုဖြစ်ပါတယ်ဟောလိုဗာကမ်းခြေကိုကြိုဆိုလိုက်ပါတယ်ဟောလိုဗာဆိုတာကတိတ်တိပုံနေရမှုမဟုတ်ပါဘူးဒါကခရီးသွားတွေကနေဒေသခံတွေထိနေတိုင်လူတောင်းတဲ့ချီလာရောက်ကြတဲ့အများပြည်သူဆိုင်ရာတရားဝင်တဲ့အကြီးစားကမ်းခြေတစ်ခုဖြစ်ပါတယ်လူကဖလော်ရီဒါနေရောင်အောင်မှာစိတ်အပန်းဖြေဖို့နဲ့လွတ်လပ်မှုအရာသားကိုအပြေအဝခံစားဖို့ဒီကိုလာကြတာပါဒီမှာကကိုလုံးတီးနေဖို့မဖြစ်မနေမလိုအပ်ပါဘူးအဝတ်အစားဝတ်တဲ့သူတွေနဲ့မဝတ်တဲ့သူတွေဟာကမ်းခြေတစ်ခုထဲမှာပဲစနစ်တကျအတူတူရှိနေကြတာဖြစ်ပါတယ်တခြားသူတွေကိုဓာတ်ပုံရိုက်တာပိန်ဖင်ထားသလိုခွင့်ပြုမရှိဘဲ drone လွတ်တာကိုလည်းခွင့်မပြုထားပါဘူးစီခမ်းမဲ့တဲ့အဖြူမှုတွေကိုရဲတပ်ဖွဲ့ကတိုင်းရိုက်အေးယူနိုင်ပါတယ်ဒါပေမဲ့ဟောလိုဗာဆိုတာကအဝတ်အစားချွတ်ဖို့တတ်ပဲမဟုတ်ပါဘူးဒီနေရာမှာကြီးလင်နဲ့ပင်လေပြပြနူးညံ့တဲ့တဲဖြူဖြူတွေနဲ့အေးလူလူရှူတဲ့ပတ်ဝန်းကျင်ကြောင့်ကမ်းခြေတစ်ခုထဲပွဲတော်တစ်ခုလိုတောင်ခန်းစားရစေမှာပါဘော်လီဘော်ရိုက်တာစပင်းစီးတာကမ်းခြေတစ်ချောင်းလမ်းလျှောက်တာအဖြစ်စွန်လွတ်တာနဲ့ငါးဖမ်းတာတွေကိုပါတွေ့မိရမှာချွတ်ပါတယ်ကဲဒါဆိုရင်သင်ရောဒီလိုထူးခြားတဲ့အတွေ့အကြုံကိုခန်းစားဖို့ဟောလိုဗာကမ်းခြေကိုလာခြင်းပါသလား